ဖျားသခင်ကယုံကြည်သူတိုင်းကိုယေဘရဟိအနေနဲ့ရွေးချယ်ခံထားတာဖြစ်တယ်။အဲ့ဒီအကြောင်းကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဆိုရင်ကျမ်းပိုင်းတစ်ပိုင်းကိုသူကဖတ်ရအောင်။ဟေဘရဲဩဝါဒစာခန်းကြီး9အငယ်1လူတို့တွေရွေးကောက်သောယေဘရဟိမင်းမြည်ဒီကပူဇော်တကားကို၎င်းအပြစ်ဖြေရာရစ်ကို၎င်းပူဇော်၍လူတို့အတွက်ဖျားဝတ်ပြုစီခြင်းကခံထားတော်မူတော်သူဖြစ်၏တဲ့။ယေဘရဟိတွေကသူတို့ဘာလို့ရတယ်လဲဆိုရင်လူတွေအပြစ်ကနေလွတ်ဖို့အတွက်ပူဇော်တကားဖြစ်တဲ့တရိษံကိုသူတို့ယူပြီးတော့ရစ်ပူဇော်ရတယ်အပြစ်ဖြေရနဲ့ရစ်အနေနဲ့ပူဇော်ရတာဖြစ်တယ်ယေဘရဟိတွေအဲ့ဒီရဲ့ရစ်ပူဇော်ခြင်းအားဖြင့်လူတွေကအပြစ်လို့ခင်ရရတယ်ယေဘရဟိမင်းကြီးဖြစ်တဲ့ယေရှုခရစ်လည်းသူ့ကိုယ်သူရစ်ဖြစ်ပူဇော်ရတယ်သူ့ကိုယ်သူပူဇော်ပြီးတဲ့နောက်မှာလောကမှာရှိတဲ့လူတွေအားလုံးအပြစ်လို့ခြင်းအခွင့်ကိုရခဲ့တာဖြစ်တယ်အဲ့တော့ဘာမြင်တွေ့ရလဲဆိုတမဟောင်းခင်မှာယေဘရဟိတွေသူတို့လှုပ်တဲ့အရာဘာလဲဆိုရင်ရစ်ပူဇော်ခြင်းအလုပ်ဖြစ်တရိษံကိုရစ်ပူဇော်ခြင်းအလုပ်ကိုလုပ်တယ်ပြီးရင်ယေဘရဟိမင်းကြီးဖြစ်တဲ့ယေရှုကလည်းသူ့ကိုယ်သူရစ်ပူဇော်တဲ့အလုပ်ကိုလုပ်တယ်အဲ့ဒီအရာလုပ်ခြင်းအားဖြင့်ဘာဖြစ်လဲဆိုလူတွေအပြစ်လုပ်ခြင်းခွင့်ရတယ်ဒီကာလာရဲ့ယေဘရဟိမင်းဖြစ်တဲ့တင်းနဲ့ကျွန်တော်ရောတဲ့အားဖြင့်ဘယ်နှစ်ယောက်ကအပြစ်ကိုနောင်တရပြီးတော့ယေရှုနောက်ကိုလိုက်ပြီးတယ်တင်းအားဖြင့်ဘယ်နှစ်ယောက်ကနေရလမ်းကိုမသွားဘဲနဲ့ကောင်းကင်နောင်ကိုရွေးချယ်ပြီးတယ်အဲ့လိုမျိုးအလုပ်လုပ်ဖို့တဲ့ဒီနေ့ကျွန်ုပ်ကိုဖျားသခင်ကခံထားတယ်ဒီကာလာရဲ့ယေဘရဟိကလောက်ရမယ့်အရာ၃ချက်ကိုကျွန်မပြောပြချင်တယ်နံပါတ်1ကဘာလုပ်ရမလဲဆိုရင်လူတွေအပြစ်ကိုနောင်တရဖို့တင်ပေးရမယ်လူတွေအပြစ်ကိုနောင်တရစေတဲ့အရာကဘာလဲဆိုရင်အင်ဝင်ကြီးသတင်းစကားဖြစ်တယ်အပြစ်ထဲမှာကျင်လေတဲ့များစွာသောလူတွေနောင်တရဖို့တဲ့တင်းနဲ့ကျွန်တော်အင်ဝင်ကြီးတရားကိုဟောဖို့လိုအပ်တယ်ဒီကာလမှာကြည့်မယ်ဆိုရင်ကလေးကိုကြည့်မလားလူငယ်ကိုကြည့်မလားလူကြီးကိုကြည့်မလားသနီးနီးနဲ့သူတို့ဟာအပြစ်ထဲမှာကျင်လည်နေကြတယ်အဲ့ဒီအပြစ်ကနေလွတ်မြောက်စီမှာကအင်ဝင်ကြီးတဲ့စကားအဲကြောင့်မို့တင်းနဲ့ကျွန်တော်အင်ဝင်ကြီးတဲ့စကားဟောပြောဖို့လိုအပ်တာဖြစ်တယ်နံပါတ်2အချက်အနေနဲ့ယေဘရဟိတွေကဘာလို့ရတယ်လဲဆိုရင်သူတို့ကိုယ်တိုင်တန်ရှင်းခြင်းရှိပြီးတော့တပါးသူတွေကိုတန်ရှင်းဖို့အတွက်သင်ပေးရတယ်ဒီခေတ်ကာလရဲ့ယေဘရဟိဖြစ်တဲ့တင်းနဲ့ကျွန်ုပ်ကလူများရှိမှပုံသက်တွေကောင်းတရားအနေနဲ့တန်ရှင်းခြင်းနဲ့အသက်ရှင်ခြင်းရမယ်။ကိုယ်တိုင်တန်ရှင်းအောင်မကဘူးတပါးသူတွေတန်ရှင်းဖို့အတွက်တင်ပေးတဲ့သူဖြစ်ရမယ်။ဒီကာလမှာအထူးသဖြင့်လူငယ်တွေတန်ရှင်းခြင်းထဲမှာသူတို့မရှိတော့တန်ရှင်းတဲ့အတ္တမရှိတော့မတန်ရှင်းခြင်းထဲမှာသူတို့အသက်ရှင်နေ။အဲ့လိုမျိုးလူတွေကိုတင်းနဲ့ကျွန်ုပ်ကလက်ပိုက်ကြည့်နေဖို့မဟုတ်ဘူး။သူတို့ကိုတန်ရှင်းခြင်းနဲ့အသက်ရှင်ဖို့အတွက်တင်ပေးဖို့ဘုရားအလိုရှိတာဖြစ်တယ်။အဲ့ဒီအလုပ်ကိုယေဘရဟိဖြစ်တဲ့တင်းနဲ့ကျွန်တော်ကလုပ်ရမယ်။ပြီးရင်နံပါတ်3အချက်အနေနဲ့ဗာလဲဆိုရင်ပညာတော်ကိုသင်ပေးရတယ်ယေဘရဟိတွေကပညာတော်ဆိုတာဗာလဲဖခင်ရဲ့နှုတ်ကပတော်ဖြစ်တယ်။ဖခင်ရဲ့နှုတ်ကပတော်ကိုသင်ပေးရမယ်။လူတွေကလောကသားတွေကဘာကိုလို့ရှာနေလဲဆိုရင်သူတို့ကမိကွန်းတွေနဲ့ပြည့်နေတယ်။ဒီကာလမှာကြည့်မယ်ဆိုလူတွေကမိကွန်းတွေနဲ့ပြည့်နေတယ်။သူတို့မှအဖြေရှာနေတယ်။ဘာမိကွန်းတွေနဲ့ပြည့်နေတယ်ဘာအဖြေရှာလဲဆိုသူတို့မှသူတို့ရဲ့မိသားစုသူတို့ရဲ့အတ္တထဲမှာရှင်းဆက်ဘလို့အသက်ရှင်ရမလဲဒီလိုမျိုးအခြေအနေထဲမှာသူတို့မိသားစုရှင်းဆက်ဘလို့အသက်ရှင်ရမလဲဒီလိုမျိုးအခြေအနေထဲမှာသူတို့ရဲ့စီးပွားရေးလုပ်ငန်းဘလို့ရှင်းဆက်လုပ်ရမလဲလူငယ်တွေဆိုရင်လည်းသူတို့ရဲ့ပညာရေးကိုသူတို့ရှင်းဆက်ဘလို့လုပ်ရမလဲဆိုများစွာသောလူတွေဟာမိခွန်းတွေနဲ့ပြည့်နေတယ်အဲ့ဒီအဖြေကဘယ်မှာရှိလဲဆိုနှုတ်ကပတော်အထဲမှာရှိတယ်အဲ့ဒီနှုတ်ကပတော်ကဘသူစီမှာရှိတယ်ဆိုရင်ယေဘရဟိစီမှာပဲရှိတယ်ယေဘရဟိမင်းဖြစ်တဲ့တင်းနဲ့ကျွန်တော်စီမှာရှိတယ်အဲ့ဒီအကိုကျမ်းပိုက်တစ်ပိုက်ကိုသူတို့ကကြည့်ရအောင်မာလခိနာဂတိကျမ်းခန်းကြီး2အငယ်ခွန်ယေဘရဟိနှုတ်ခမ်းသည်ပညာကိုစောင့်ရမည်သူ၏နှုတ်၌လူတို့သည်တရားတော်ကိုရှာရကြမည်အကြောင်းမူကားသူသည်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားစီလို့တော်မူသောဓမ္မချစ်၏ဒီမှာဘာတွေ့ရလဲဆိုရင်ဖယားလူရဲ့နှုတ်ထဲမှာဖယားရဲ့နှုတ်ကပတော်ကိုတိုးထားရမယ်ဖယားလူယေဘရဖြစ်တဲ့တင်းနှုတ်ကနေလောကရဲ့အခြေအနေစကားကိုပြောရမှာမဟုတ်မကောင်းတဲ့သတင်းကိုပြောရမှာမဟုတ်လူတွေကိုလွတ်မြောက်စေတဲ့ဖယားနှုတ်ကပတော်ကိုပြောရမယ်လူတွေမှာလိုအပ်နေတဲ့မျှော်လင့်ခြင်းဖြစ်တဲ့ဖယားစကားကိုသင်ပြောရမှာနောက်တစ်ခုကဘာလဲဆိုရင်သူဤနှုတ်နဲ့လူတို့ဒီတရားတော်ကိုရှာကြလိမ့်မယ်အဲ့ဒီယေဘရဟိစီမှာလူတွေကလာပြီးတော့သူတို့ရဲ့အဖြေကိုလာရှာကြမယ်တင်းနှုတ်ကနေပြောမဲ့အဖြေကိုလူတွေကရှာနေတင်းနှုတ်ကနေပြောမဲ့စကားကိုလူတွေကအယမ်းကြားချင်နေတယ်။တင်းနှုတ်ကနေပြောမဲ့စကားကိုလူတွေကအယမ်းမျှော်လင့်နေတယ်။တင်းနဲ့ကျွန်တော်နှုတ်ကနေလူတွေရဲ့လိုအပ်နေတဲ့အဖြစ်ကိုပြောဖို့လိုရတယ်။ဖခင်နှုတ်ကပတော်ကိုပြောဖို့လိုရတယ်။အဲ့လိုမျိုးပြောဖို့တဲ့လောကလူတွေကခံထားတာမဟုတ်။ဖခင်ကိုယ်တိုင်ကခံထားတာ။ဘလို့သိလဲဆိုရင်သူဒီကောင်းကင်ဘုရားအရှင်ထာဝရဘုရားဇေလို့တော်မူတာတမန်ဖြစ်၏တဲ့။ဖခင်ကိုယ်တိုင်ကအဲ့လိုမျိုးလုပ်ဖို့တဲ့တင်းကိုဇေလို့ထားတာဖြစ်တယ်။
အဲကြောင့်လို့ကျမ်းစာထဲမှာအချက်၃ချက်ကျွန်မပြောပြသွားတယ်အင်ဝင်ဂေလိဟောရမယ်နံပါတ်2ကတန်ရှင်းချင်းရှိဖို့အတွက်လူတွေကိုသင်ပေးရမယ်နံပါတ်3ကနှုတ်ကပတော်ကိုသင်ပေးရမယ်အဲ့ဒီအချက်ကယေဘရဟိမင်းဖြစ်တဲ့တင်နဲ့ကျွန်တော်လုပ်ရမယ်အလုပ်တောင်းဝန်ဖြစ်တယ်အကြောင်းဒီမှာနားထောင်တဲ့သူတွေဒီနေ့ကြားတဲ့နှုတ်ကပတော်အတိုင်းလက်တွေ့လူတွေကိုသင်ကြားပေးတဲ့သူဖြစ်ပါလက်တွေ့လူတွေကိုမျှော်လင့်ချက်ပေးတဲ့သူအဖြစ်ပေးတဲ့သူဖြစ်ပါဆိုပြီးတော့ဒီနေ့နှုတ်ကပတော်အပြည့်ဝညာတက်တဲ့ခံပေးခြင်းနဲ့ကြားနေတဲ့သူအရောက်ချင်းစီတိုင်းကိုဖျက်ချင်ထူကောင်းကြည့်ပေးပါစေအာမင်